Hello အားလုံးပဲမင်္ဂလာပါရှင် The Empress and Tarot ကနေပြီးတော့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တော့ကတော့ဆီယမလေးတင်းစိတ်ထဲကသူကပေါ့နော်တင်းကိုခုဘာ message တွေပေးချင်နေလဲဘာတွေပြောချင်နေလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ဆီယမလေး energy channel လုပ်ပေးသွားမယ်ပေါ့နော်ထုံးစံတိုင်းပဲဒီနေ့လည်း collective reading ပဲလုပ်ပေးလိုက်မယ်ပေါ့နော်ဆီယမလေးအချိန်သိမ့်မရလို့ပေါ့နော်ပြီးတော့ပျောက်တာလည်းနည်းနည်းလေးကြာနေပြီဆိုတော့လေအဲ့တော့ဟို reading လေးတွေပုံမှန်တိုင်းပဲပြန်တင်ပေးသွားမယ်ပေါ့နော်ဟိုတလောကတော့အရန်ကိုအလုံးရှုပ်ပြီးမအားတဲ့အတွက်ကြောင့်ပါလို့နော်အဲ့တော့နည်းနည်းလေးပျောက်နေတာကြာတော့ပါတယ်အဲ့တော့ဒီနေ့ကတော့ energy channel လုပ်ပေးမှာကခုနပြောတဲ့ခေါင်းစဉ်လေးပေါ့နော်တင်းစိတ်တွေကတွေးလိုက်တဲ့သူပေါ့နော်ခု collective တွေဘသူ့ကိုတွေးလိုက်ခြင်းလဲပေါ့နော်အများစုကတော့အချစ်ရေးဖြစ်မယ်လို့ချင်းမလေး energy ရတယ်ဒါပေမဲ့အချုပ်တွေမှာလည်းလေအချစ်ရေးမဟုတ်ဘူးပေါ့နော်ဆိုတော့1500အချစ်မဟုတ်တဲ့သူတွေလည်းနည်းနည်းလေးသွားတွေ့တယ်ပေါ့နော်အဲ့တော့1500အချစ်မဟုတ်ဘူးဆိုလဲဝင်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ energy ချင်းမလေး channel ပေးမယ်ခုနပြောသလိုပေါ့နော်အခုဒီ reading ကကိုယ်စိတ်တွေကတွေးလိုက်တဲ့သူကကိုယ့်ကိုဘာတွေပြောချင်နေလဲပေါ့နော်ဥမာသူပါဇက်ကဖွင့်မပြောဘူးသူ့ရင်ထဲမှာရှိနေတဲ့စကားလုံးတွေကဘာတွေဖြစ်မလဲပေါ့နော်အဲ့ဒီခေါင်းစဉ်လေးနဲ့ဆီယမလေး energy channel လုပ်ပေးမယ် collective reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်လို့ okay အဲ့စနေအောင်နော်ဒီနေ့တော့ဒီကက်ကလေးသုံးပေးသွားမယ်ပေါ့နော်ဒီကက်ကလေးကခါတိုင်းလေးသုံးနေကြကလေးဒီကက်ကလေးအရင်ကောင်းနေတော့ box လေးနဲ့လာတာပါသေးတယ်အဲ့ဒီ box လေးနဲ့လာတာလေးတော့ကအရင်သဘောကျတယ်တင်းရအရင်ကောင်းလို့ပေါ့နော်ဟိုတော်လို့ဆိုရင်ကက်တစ်ခုကလေရေဆိုွားတာပါလေအဲ့လိုမျိုးဒီလားတခုဒီ box လေးနဲ့ဆိုရင်တော့အဲ့လိုဒီမှာဆိုရင်တန် box ပေါ့နော်လုံးဝအရင်ကောင်းတယ်ပြောရင်းနဲ့ energy ရလိုက်တာဒီလားတန် box လို့ပြောလိုက်တာနော်ဘယ်လိုလဲဆိုတော့အချစ်ရေးမှလေ1500အချစ်ဆိုရင်ကြတော့ collective လေးတွေရဲ့တစ်ဖက်သူကနည်းနည်းလေး secret ဖြစ်တယ်ပေါ့နော်အဲ့လိုသူ့နှလုံးသားကိုဘယ်လိုပြောမလဲနှလုံးသားကိုတုတ်ခတ်ထားတယ်အဲ့လိုပြောရလိမ့်မယ်ဒီလားနှလုံးသားကိုတုတ်ခတ်ထားတယ်ဒီလားကိုယ်မချစ်တာမဟုတ်ဘူးခံစားချက်မရှိတာမဟုတ်ဘူးနှလုံးသားကိုတုတ်ခတ်ထားတယ်သူဖွင့်ထားရမအောင်နည်းနည်းကြောက်ရွံ့တာမျိုးစိုးရိမ်တာမျိုးဒီလားအဲ့လိုမျိုး vulnerable ဖြစ်တယ်ပေါ့ဆိုလိုတာကအဲ့လိုသူချစ်လိုက်ပြီးတော့မှသူ့ကိုအသေးခွဲသွားမှကိုကြောက်တာမျိုးအဲ့လိုမျိုးလေးသွားပြီး energy ရတယ်ပေါ့နော် collective လေးတွေတစ်ဖက်သူက energy ဝင်လာတယ်ဆိုတော့အဲ့လို resonate ဖြစ်မဲ့သူတွေလေးယူပေးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ကိုယ်စိတ်တွေကသူကပေါ့နော် collective လေးအဲ့လိုအချစ်ရေးလို့ဆင်မလေးအများစု energy ရတယ်ပေါ့နော်ခုလာကြည့်တဲ့သူအများစုကအချစ်ရေးအတွက်ကိုရည်ရွယ်ပြီးတော့လာကြည့်တာပေါ့နော်အချစ်ရေးအတွက်ကိုရည်ရွယ်ပြီးလာကြည့်တာလို့အများစုကပေါ့နော်အဲ့လို energy သွားရတယ်အဲ့တော့ကြည့်တော့ကြည့်ပေးမယ်ပေါ့နော်လူနည်းစုလောက်ကပဲအဲ့လိုမိသားစု friend ပေါ့နော်အဲ့လိုမျိုးလာကြည့်တာဖြစ်နိုင်တယ်ပေါ့နော်တိတ်တောင် energy မရအောင်ဆင်မလေးအမှန်တိုင်းပြောရအခု energy ယူလိုက်တာအများစုကအချစ်ရေးအတွက်ပဲလာကြည့်တယ်ဆိုတော့ဟာသွားတွေ့ရသေးလားအဲ့တော့အခြေရေးပဲ channel လုပ်ပေးရမလားပေါ့နော်အခြေရေးအတွက်ပဲလာကြည့်ကြတာအများတယ်လို့ energy ရနေတော့လေနော်အချို့လေးတွေကြတော့လေရီရတယ်အခု energy channel နဲ့လေကျမလေး energy သွားရဘယ်လိုလဲဆိုတော့လေအချို့လေးတွေကြတော့အကုန်နဲ့လေစကားလေးတေချာမပြောဘူးတဲ့သူဖြစ်နေတယ်သိလား collective လေးတွေအခုလာကြည့်တာပေါ့နော်သူငါ့ကိုဘာတွေများပြောချင်နေမလဲဆိုတဲ့ခေါင်းစဉ်အောက်ကနေလာကြည့်ပေးမယ်လေသူနဲ့ကိုယ်နဲ့မှာအဲ့လိုအပြင်မှာပေါ့နော်လူချင်းတွေ့တဲ့အခါမှာအဲ့လိုsorry ပါအဲ့လိုစကားလည်းအများကြီးမပြောဘူးကွာဒီလားမှာစကားတစ်ခုနှစ်ခုလောက်ပဲပြောဘူးတဲ့သူကိုအခုရည်ရွယ်ပြီးလာကြည့်တာမျိုးလေးတော့တွေ့ရတယ်ချို့ collective လေးတွေပေါ့နော်လူတိုင်းတော့မဟုတ်အဲ့လိုသူနဲ့ကိုယ်နဲ့စကားတွေလည်းအများကြီးမပြောဘူးပါပဲနဲ့ပေါ့နော်အဲ့လိုမျိုးလေးတော့တွေ့ရသေးလားနော်ကလောက်ယူလိုက်မယ်သေးလားပြောကြည့်အောင်okay Ace of ဒီပထမဆုံးထွက်လာတဲ့ကက်ကလေးက Ace of Swords ပေါ့နော်ညမှာပူလိုက်တာပြောင်းနိုင်အောင်လေ Ace of Swords ပေါ့နော်ကိုနောက်တစ်ခုကကျတော့ King of Pentacles ပေါ့နော်ကက်ကလေးရဒါကြတော့ Five of Pentacles up and down တွေတော့မြင်အောင်ပြောရင်းနဲ့မှာ three of swords ကြီးထွက်လာတယ်နောက်ဆုံးကဘာလဲဆို four of cups ပေါ့နော်ဒီ reading ကအချို့လေး crush တွေပါနေမယ်နဲ့တွေ့သေးတာနော် crush တွေလည်းတော့တွေ့အဲ့တော့ကိုတွေးလိုက်တော့ကိုကိုဘာတွေပြောချင်နေလဲဆိုတော့သူကအတိတ်မှာတော့အသေးကွဲရတဲ့သူဖြစ်နိုင်တယ်ဆင်မလေးကတ်တွေချလိုက်ပြီဆိုတော့မကင်တော့ဘူးနော်ကတ်တွေပဲကြည့်ပြီးတော့ energy channel လိုက်တော့မသိလားနော်ကင်ရင်ကြတော့ကြာနေမှာဆိုတော့အဲ့တော့အတိတ်မှာတော့အသေးကွဲခဲ့တဲ့သူဖြစ်နိုင်တယ်ပေါ့နော်အခု collective လေးတွေစိတ်ထဲကတွေးလိုက်တဲ့သူကအဲ့လိုအတိတ်မှာတော့အသေးကွဲခဲ့တဲ့သူမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လည်း collective လေးတွေဖြစ်နိုင်တယ်သူဖြစ်ဖို့များတယ်ပေါ့နော်အတိတ်မှာတော့အသေးကွဲခဲ့တဲ့အခါကျတော့
ပြီးတော့ career အရင် focus လုပ်တဲ့လူမျိုးဖြစ်နိုင်တယ်ဒီလားအဲ့လို career သူ့ရဲ့ဒီလုပ်ငန်းကိုင်ငန်းပညာရေးနဲ့ပတ်သက်ပြီးအရင် focus လုပ်တဲ့သူမျိုးလို့ energy ရတယ်ပေါ့နော်အဲ့တော့သူကအချစ်ရင်းနဲ့ပတ်သက်ပြီးနည်းနည်းလေးတော့ access ဖြစ်နေတယ်ကိုယ့်အပေါ်မှာနည်းနည်းလေးတော့ access ဖြစ်နေတယ်ဟလာ collective လေးစကားပြောဆိုဆက်ဆံတဲ့အခါမှာနည်းနည်းလေးတော့ access ပဲသိလားအထူးသဖြင့်အချစ်ရေးပုံစံဘက်ကိုလှည့်လိုက်ရင် access ဖြစ်သွားတယ်တစ်ဖက်သူကလေသိလားဟို collective လေးတွေ့လိုက်တဲ့သူကလေတငယ်ချင်းအပေါင်းသေးတဲ့ဆိုရင်တော့ it's okay ပေါ့နော်အနေနဲ့ဆိုရင် it's okay ဒါပေမဲ့ကိုယ့်ဘက်ကဒီလားနည်းနည်းလေးအရှိတက်မယ်ဟိုမှာအခြေရေးပုံစံဘက်ကိုသွားမယ်အဲ့လိုမျိုးခြေလန်းစားလိုက်တဲ့ခါကျရင်တစ်ဖက်သူကနည်းနည်းလေးအေးဆက်ဆက်ဖြစ်သွားတာမျိုးသွားတွေ့ရပေါ့နော်ကိုယ့်ပုံမှာအဲ့လိုမျိုးလုံနေတဲ့ခါကျတော့ collectively ရစဉ်းစားတာသူဘာလို့အဲ့လိုတွေလုံနေရလဲပေါ့နော်ငါ့ကိုသဘောမကျလို့များလားဘာဖြစ်လို့လဲပေါ့နော်အဲ့တော့တစ်ဖက်သူကပထမဆုံး energy ရလိုက်တာအဲ့လိုပေါ့နော်သူကအဲ့လိုပေါ့နော်အဲ့လိုကိုယ့်သဘောမကျတာတော့မဟုတ်ဘူးပါတဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးတော့အတိတ်မှာတော့တော်တော်နာကျင်ခဲ့ရတဲ့သူဖြစ်နိုင်တယ်သိလား collective လေးနော်ကိုယ့်ရဲ့တစ်ဖက်သူကအဲ့လိုအတိတ်မှာတော့အခြေအနေနဲ့ပတ်သက်ပြီးနာကျင်ခဲ့ရတဲ့သူပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့တော့ပြီးတော့အဲ့လိုသူကအခုအချိန်မှာသူအခြားသောအရာတွေသူ focus လုပ်ချင်နေတယ်ပေါ့နော်အဲ့လိုသူ့ရဲ့လုပ်ငန်းကိုင်ငန်းအောင်မြင်မှုတို့သိလားအဲ့လိုအခြားသောအရာတွေနဲ့ပတ်သက်ပြီးသူနည်းနည်းလေးပိုပြီးအာရုံစိုက်ချင်နေတယ်ပေါ့နော်အဲ့လိုမျိုးသွားပြရတယ်ပေါ့နော်အဲ့တော့ကိုယ့်ပုံမှာ easy set တော့ဆက်ဆံနေရဟုတ်တယ်four of cups ရေဆိုတော့နောက်တစ်ခုရှိတာကဒီကိုယ့်ရဲ့ဒီအခု collective တွေတွေးလိုက်တဲ့သူကလည်းအဲ့လိုသူအတိတ်မှာတော့တွဲခဲ့တဲ့သူတယောက်ယောက်ကိုပဲသူကအဲ့လို last တတိယနေရာမျိုးလည်း maybe ဖြစ်နိုင်တယ်သိလားနော်ဆိုလိုတာကအဲ့လိုတတိယနေရပေါ့ဟာသိလားကျမလေးပြောချင်တာတတိယနေတယ်အဲ့ခါကျတော့ကိုကသူ့ကိုသဘောကျနေအောင်သူကမမြင်ဘူးပေါ့ပြောချင်တာဘာကြောင့်လဲဆို four of cups energy ရဲ့အောက်ဆုံးမှာကျမလေးပြမယ်ကိုကမြင်လိုက်တာမယူလိုက်တာအောက်ဆုံးမှာထွက်လာတာပါလဲဆိုတော့အောက်ဆုံးကကပ်ပေါ့နော်ဒါက the dark cup ပေါ့နော်အဲ့တော့ energy ကအဲ့လိုမျိုးသွားတွေ့နေတယ်သိလားနော် four of cups ရဲ့ the dark cup ရဲ့ပေါ့နော်အဲ့တော့နှစ်ကပ်ကိုယူလိုက်တဲ့အခါကျတော့ energy ကဘယ်လိုသွားရနေလဲဆိုတော့အဲ့လိုပေါ့နော် collective လေးတွေကိုတွေးလိုက်တဲ့တစ်ဖက်သူကမမြင်ဘူးပေါ့နော်ပြောချင်တာအဲ့လိုမျိုး four of cups energy နဲ့ဆိုတော့အဲ့လိုကိုကသူ့ပေါ်ကောင်းပေးနေတယ်သိလားခံစားချက်တွေရှိနေပါတယ်ဆိုတာကိုသူကမမြင်ဘူးဒီလားမမြင်ရခြင်းကြောင့်ရခုနပြောလို့နှစ်ချက်ဖြစ်နိုင်တယ်ပထမတစ်ချက်ကတော့အဲ့လိုပေါ့နော်သူကသူပဲသူအာယုံဆိုင်နေတာခုနပြောသလိုပေါ့နော်သူ career တွေဒီလားသူ့ရဲ့လုပ်ငန်းကိုင်ကံဥမာစီးပွားရေးပညာရေးဒီလားတိုးတက်ရေးအဲ့ဒါတွေပဲသူအာယုံဆိုင်နေရတယ်ပေါ့နော်ဒီခါကျတော့အချစ်ရေးကိုမမြင်ဘူးအဲ့လိုမှမဟုတ်ဘူးဆိုဒုတိယအချက်အနေနဲ့ကဘယ်လိုဖြစ်နိုင်လဲဆိုရင် collective လေးရဲ့တစ်ဖက်သူကအဲ့လိုမျိုးပေါ့နော်ခုနပြောသလိုသူအတိတ်မှာတော့တွဲခဲ့တဲ့သူတယောက်ကိုသူမမေ့နိုင်သေးတာမျိုးဒီလားအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့ခါကျတော့ကိုကသူ့သဘောကျနေတယ်ချစ်နေပါတယ်ဒီလားအဲ့လိုမျိုးသူမမြင်ဘူး ignore လုပ်ထားတယ်ဒီလားအချို့တွေဆို intentionally ignore လုပ်ထားတာမျိုးဖြစ်နိုင်တယ်ကိုလေတစ်ဖက်သူကအဲ့လိုမျိုးပေါ့နော်အဲ့လိုပုံစံမျိုးသွားတွေ့နေရတယ် Five of Pentacles နဲ့အဲ့လိုပေါ့ပြီးတော့နောက်တစ်ခုက collective လေးကိုယ်တိုင်အခု reading လာကြည့်ရခြင်းအကြောင်းရအဲ့လို confuse ဖြစ်နေတယ်ပေါ့နော် तू ကငါ့ကိုသဘောကျတာလားဒီလားဆရာမလေးရေ तू ကကျမကိုသဘောကျတာလားသဘောမကျဘူးလားဒီလား तू ကနားလေအရင်ခက်တာပဲအဲ့လိုမျိုးပေါ့နော်အဲ့တော့ Ace of Swords နဲ့ဆိုတော့အဲ့လိုပေါ့နော်မတွေ့တာမှမကြသေးတဲ့သူလေးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါမှမဟုတ်အဲ့လိုအဆက်အသွယ်ပြတ်သွားပြီးတော့မှပြန်ရတဲ့သူမျိုးတွေအချို့ဆိုတငယ်ချင်းပေါ့နော်တငယ်ချင်းနဲ့တော့ energy ရတယ်ဆင်မလေးလေအဲ့လိုတငယ်ချင်းကနေမှအဲ့လိုအရှိတက်ချင်တာပေါ့နော်ဥမာအဲ့လို relationship သွားချင်တာမျိုးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ် energy ရလိုက်တာပေါ့နော်အဲ့လိုအဆင့်တက်ချင်တာအချို့ဆို co-worker တွေပါတယ်ဖြစ်နိုင်တယ်ဒီလားဥမာ colleague တွေပါတယ်ဖြစ်နိုင်တယ်ကိုနဲ့ဟိုအလုပ်ထဲမှာတွေ့တာမျိုးလုပ်ပေါ်ကိုင်ဖက်ပေါ့နော်အဲ့ကနေမှတစ်ဆင့်ကိုအဆင့်တက်ချင်တယ်ပေါ့နော်ဥမာအခြေရေးဘက်ကိုသွားချင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလဲဆင်မလေး energy ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါ့နော်အမျိုးမျိုးသွားတွေ့ရတယ်အချို့တွေကြတော့အဲ့လိုတွေ့တာမကြသေးတဲ့သူတွေဖြစ်နိုင်တယ်ပေါ့နော် okay အဲ့တော့ဒီຢာလေး resonate ဖြစ်တယ်ဆိုဆက်ကြည့်လို့ရတယ်ပေါ့နော်ကြည့်ကြည့်အောင်သူကကိုယ်ဘာတွေပြောချင်နေရလဲပေါ့နော်မမြင်ဘူးတစ်ဖက်သူကကိုယ်မမြင်ဘူးဖြစ်နေတယ်ဒီလားမမြင်ဘူးဖြစ်နေတယ်နော် ignore လုပ်ထားတယ်ပေါ့နော်အဲ့လိုမျိုးသူအချို့တွေကြတော့အတိတ်မှာအရန်နာခြင်းကြီးရတဲ့ခါကျတော့အခုအခြေရေးကို ignore လုပ်ထားတယ်ပေါ့နော်အဲ့လိုမျိုးသွားတွေ့တယ်ကိုကသူ့ကိုလေစိတ်ဝင်စားကြောင်းတွေပါတယ်ပြလာမသိဘူး collective လေးတွေကလေနည်းနည်းပွပွင့်လေးလေးပေါ့နော်အဲ့လိုမျိုးပြတတ်တယ်နဲ့တူတယ်ဒီလားဒါပေမဲ့သူ့ရဲ့ပြန်ပြီး reaction ကပြန်တုံ့ပြန်တဲ့ပုံကနည်းနည်းလေးမေးခွန်းထုတ်စရာဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးသွားတွေ့ရတယ်အဲ့တော့ကြည့်ကြည့်အောင်ဒါပေမဲ့မပြီးသေးဘူးနော် collective လေးတွေဒီလားအဲ့လိုတုံ့ပြန်နေလို့သူကျမကိုစိတ်မဝင်စားဘူးလားဆရာမလေးရေကျွန်တော်ကိုစိတ်မဝင်စားဘူးလားဆရာမလေးရေဆိုမဟုတ်ဘူးเนาะဒီ connection ကမပြီးသေးဘူးအခုမှစမှာသိလားเนาะမပြီးသေးဘူးအဲ့လိုမျိုးလာပြရတယ်ပေါ့เนาะဘာကြောင့်လဲဆို deck က reverse ထွက်လာတာပေါ့เนาะခုနကအမှန်တော့ reverse ထွက်လာတာပြောပါအောင်ဘာတွေပြောချင်နေရလဲသူဘာတွေပြောချင်နေရလဲတစ်ခါသူကကို
ပြောချင်တာမရှိဘူးလားခံစားချက်တွေမရှိဘူးလားဘာလို့မြုံစီးစီးလုံးနေရလဲအိုးအောက်ဆုံးမှာတော့ page of pentacles ထွက်လာတယ်ဆိုတော့လေကိုယ်စောင့်ကြည့်နေရပေါ့နော်အဲ့ energy ရတယ်ဆရာမလေးလေဒီအောက်ဆုံးကပါလဲဆိုတော့ page of pentacles ပေါ့နော်ဒါလေးက page of pentacles ထွက်လာတဲ့ခါကျအဲ့လိုကိုယ်စောင့်ကြည့်နေတယ်ဘယ်လိုပြောမလဲသူကနည်းနည်း high standard တော့ဖြစ်တယ်တစ်ဖက်သူကလေအဲ့လိုပြောလိုက်မယ်ဒီက quality လေးအခုတွေးလိုက်တဲ့သူကလေအများ mostly က crush တွေပါတယ်တော့တွေ့တယ် crush တွေတွေ့တယ်အချို့ဆိုလို့စိတ်ဝင်စားရတယ်ပေါ့နော်အဲ့လို situation ပေါ့ shit ပေါ့ကွာပြောချင်တာအဲ့လိုပုံစံမျိုးတွေတော့တွေ့တယ်ချို့ဆိုလည်းတွဲခဲ့ပို့တဲ့ ace အနေငယ်လဲသွားတွေ့ရပေါ့နော် ace အနေငယ်လဲသွားတွေ့တယ်အဲ့ဒါမျိုးကြတော့အဲ့လို collectively ပြန်ပြီးတော့သူနဲ့ကိုယ်နဲ့ connection စလို့ရမလားပေါ့နော်ဆီမလေးသူကျမစီပြန်လာနိုင်သေးလားပေါ့နော်ကျွန်တော်စီပြန်လာနိုင်သေးလားအဲ့လိုပုံစံမျိုးလဲသွားတွေ့တယ်ဒါ P energy ပြောပြပေးမယ်ဆီမလေးပြောပြပေးမယ်ဟိုက energy တစ်ချက်ဝင်လာလို့ပေါ့နော်အဲ့လို ace လေးလည်းနည်းနည်းတော့သွားတွေ့တယ် situationship တွေတွေ့တယ် crush တွေတွေ့တယ်နောက်ပါတွေတွေ့အောင်မလဲပေါ့နော်ချို့ဆိုတစ်ဖက်သက်အချစ်တွေပါတယ်သွားတွေ့ရတယ်အဲ့လို collectively တစ်ဖက်သက်ပေါ့နော်သဘောကျနေမျိုးတွေသွားတွေ့တယ်တွဲနေတဲ့သူတွေလားတွဲနေတဲ့သူတော့မတွေ့ဘူးသိလားဘာကြောင့်လဲမသိဘူးရှင်မလေး energy လိုက်တာလေအဲ့လိုပေါ့လက်တလုံးမှာတွဲနေတဲ့သူသိလားတွဲနေတဲ့သူရဲ့လို့ energy သိမ့်မရအောင်အဲ့လိုလေနော်တွဲနေတာမျိုးတော့မဟုတ်ဘူးသိလားပြောချင်တာတယောက်နဲ့တယောက်ကအဲ့လိုမျိုးဟိုလုံးဝအတီတွဲနေတာမျိုးမဟုတ်ပါသေးလား situationship အလောက်တော့ဖြစ်နိုင်တယ်သိလားနော်ဟိုတစ်ခါတိတ်ခဲ့ပိုးတယ်နှစ်ခါလောက်တိတ်ခဲ့ပိုးတယ်ပြီးတော့အဲ့လိုပေါ့ဟိုအဆင့်ကတက်တင်တလောက်မတက်ဘူးပေါ့ကွာပြောချင်တာသိလားအဲ့လိုအဆင့်တက်တင်တလောက်မတက်ဘူးအဲ့လိုပုံစံမျိုးတွေတော့တွေ့ရပေါ့နော် okay အဲ့တော့ဒီကဲ့ရဲ့ energy ကိုဆင်မလေးပြန်ပြောမယ်ဆိုရင်ကြတော့ page of pentacles နဲ့အဲ့လိုကိုယ်ကိုစောင့်ကြည့်တယ်တပတ်တော့နည်းနည်းလေး king of pentacles လည်းဖြစ်တော့ high standard တော့ဖြစ်တယ် main ကလေးပဲဖြစ်ယောက်ျားလေးပဲဖြစ်ပေါ့နော်နည်းနည်းလေးတော့ high standard ပြော reader ယောက်ျားလေးလည်းတော့တွေ့တယ် main ကလေး energy ဟာလိုက်တာသိလားယောက်ျားလေးလည်းပါတယ်လာကြည့်နေတာလေအဲ့လိုနည်းနည်း high standard ဖြစ်တယ်တပတ်သူကလေ collectively တွေ့လိုက်တဲ့သူကအဲ့တော့ကိုယ်စောင့်ကြည့်နေရပါတော့သူသဘောကျတဲ့ပုံစံဟုတ်မဟုတ်ပေါ့နော်အဲ့လိုကိုကအလုပ်စူးစမ်းလားဒီလားပြင်းလာလားနည်းနည်းကိုကနည်းနည်းပျော်နေတတ်လားမသိအဲ့လိုမျိုးပေါ့နော်အတီတကြဟုတ်ရဲ့လားနည်းနည်းစောင့်ကြည့်နေတယ်ပေါ့နော်အဲ့လို energy သွားရတယ်ဓာတ်ကပဲထွက်လာတယ်ပေါ့နော် collectively အဲ့တော့လေမထင်မှတ်ထားပဲနေပေါ့နော်လို့သူနဲ့ကိုယ်နဲ့ကတိကနန်းပြတ်သွားမလားတော့မသိဘူးဥမာဟိုသူကကိုယ်အလုပ်ကနေပြောင်းသွားတာမျိုးတို့သိလားဥမာအလုပ်ပြောင်းသွားတာမျိုးတို့ဟိုမထင်မှတ်ထားပဲနဲ့အဲ့လိုတစ်ဖက်သူကအခြားတစ်ယောက်နဲ့ကောက်တွဲလိုက်တာမျိုးတို့သိလားတခုခုတော့ရှိတယ်ဓာတ်ကလေနှစ်ခါထွက်လာတာအခုကက်ကိုထည့်လိုက်တယ် shuffle ပြန်လုပ်တယ်ပြန်ပြီးတော့ထုတ်တယ်ဓာတ်ကထပ်ထွက်လာတယ်သိလားအဲ့တော့ energy တခုတော့ရှိတယ်ပေါ့နော်လို့ဆိုလိုတာကမမျောလင့်ထားတဲ့မကောင်းတဲ့အရာလို့ပဲပြောလိုက်မယ်သိလားအဲ့လိုပေါ့နော်တစ်ဖက်သူကရုပ်တရက်ကြီးအခြားသူနဲ့ကောက်တွဲလိုက်တာအဲ့လိုကိုကသဘောကျနေနေမှသိရမလားသူမှအခြားသူရှိနေပါတယ်ဆိုပြီးကိုကလာပြောတာဘာတွေဖြစ်နေရလဲပေါ့နော် what the hell ပေါ့နော်ဒီခါကျတော့အဲ့လိုခံစားချက်တွေဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုမှမဟုတ်အဲ့လိုပေါ့နော်တစ်ဖက်ဟိုလုံးဝတိကနန်းကိုအဆက်ဖြတ်လိုက်တာသိလားလို့ငါ့ကိုလည်းသူသဘောကျနေတယ်ထင်တာပဲသဘောလည်းကျနေတာနဲ့ဘာလို့လောရတာလဲအဲ့လိုမျိုးတွေပေါ့နော်မိကုန်းတွေအများကြီးမေးဖြစ်နေမယ် collective တွေပေါ့နော်အဲ့တော့ဟိုမဖြစ်သေးဘူးဆိုရင်ပေါ့နော်မဖြစ်သေးဘူးဆိုရင်တော့အနာဂတ်မှာအဲ့လိုပေါ့နော်နည်းနည်းလေးမကောင်းတဲ့အရာလို့ပဲဆင်မလေးပြောလိုက်မယ် dead energy နဲ့ပေါ့နော်တခုတော့ရှိလာလိမ့်မယ်သူနဲ့ကိုယ်နဲ့ဝေးသွားတာသိလားဆက်ဆံရေးအေးွားတာသိလားတယောက်နဲ့တယောက်ကအဲ့လိုဆက်ဆံရေးအေးွားတာကို PTE ဆက်ဆံရေးနဲ့လုံးဝအဆက်တော်တွေဖြတ်လိုက်တာအစားတွေမပြန်တာသိလားဟိုမှာကိုကောင်းတာကိုသူသိပါလေရဲ့နဲ့အခုအချိန်ကြာတော့အဲ့လိုကိုတမျိုးမြင်တာသိလားပြောချင်တာအဲ့လိုအရင်တော့အဲ့လိုပေါ့နော်ကိုသဘောဘယ်လိုပြောမလဲဥမာအရင်တော့ကို positive အမြင်နဲ့မြင်တယ်ကွာသိလားဒါပေမဲ့အဲ့လိုအချိန်တစ်ခုရောက်လာတဲ့အခါကျတော့ကို negative အမြင်နဲ့မြင်တာသိလားအဲ့လိုပေါ့နော်ဟိုတစ္ဆာလည်းမရှိပါဘူးပေါ့ loyal လည်းမဖြစ်ပါဘူးပေါ့နော်အဲ့လိုသူ့ရဲ့အတွေးတွေပေါ့ကွာသိလားပြောချင်တာ collective ရဲ့တစ်ဖက်သူရဲ့အတွေးတွေကအဲ့လိုဖြစ်နေတာပေါ့နော်တစ်ချိန်တစ်ခုမှအဲ့လိုဖြစ်နိုင်တယ်ပေါ့နော်စကြည့်အောင်ဟော ten of swords တယ်နော် energy ကအရင်တော့ကောင်းမနေအခါကျရင်တော့နာကျင်ရမယ်ပေါ့နော်ဟို collective လည်းနာကျင်ရမယ်သူလည်းနာကျင်ရမျိုးရှိမယ်အဲ့ dead energy ဝင်သွားရဲဆိုတော့တခုခုတော့ရှိတယ်သူနဲ့ကိုယ်နဲ့ကြာမှာတခုခုတော့ဖြစ်သွားလိမ့်မယ်အချို့လေးဆိုဖြစ်ခဲ့ပြီးတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအချိန်ပြီးသွားရင်တော့နှစ်ယောက်လုံးနည်းနည်းလေးတော့နာကျင်ရလိမ့်မယ် the full cut ထွက်လာရဲဆိုတော့တစ်ဖက်သူကလေ single light အနေနဲ့လည်းချို့လေးမှာနေခြင်းနေရာမျိုးသွားတွေ့တယ်ဟုတ်တယ် four of swords လည်းထွက်လာတယ်ပေါ့နော် four of swords ရဆိုတော့ဟိုရှင်မလေးရေတွဲပြစ်မှလာမေးရင်တော့ energy ကအရန်နေပြမနေဘူးပေါ့နော်ပြီးတော့ခုနကပြောသလိုပဲတစ်ဖက်သူရဲ့စိတ်ဝင်စားမှုပေါ့နော်ကိုယ့်ဘောကိုဘာတွေပြောချင်နေလဲဘာ message တွေပေးနေလဲလို့ကြည်တာတောင်မှသူ့ energy ကအဲ့လိုအလုပ်ထဲမှာပဲသူကနှိမ့်မြုပ်ထားတယ်သိလားလို့သူဘဝတိုးတက်ရာတိုးတက်ကြောင်းနေအဲ့ဒါတွေပဲသူကစိတ်ဝင်စားနေတယ်ကိုကြားတော့အဲ့လိုအချိန်တစ်ခုမှာတော့နည်းနည်းလေးတော့
တိကနံပြောင်းသွားနိုင်မယ်ပေါ့နော်လိုမျိုးရှိတယ် Deca energy နဲ့ပေါ့နော်အဲ့ energy ကိုကြော်ပြီးသွားတဲ့ခါကျရင်တော့ collective လေးတွေကဒီလိုလုံးဝ release လုပ်လိုက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလဲအဲ့လိုသူနဲ့ကိုယ်နဲ့ကတငယ်ချင်းနေနေပဲလုံးဝသွားလိုက်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ the full energy နဲ့သူကနည်းနည်းလေးတစ်ဖက်သူကလွတ်လွတ်လပ်လပ်နေချင်တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုကိုယ်ပြန်ပြီးတော့ signal တွေမပြအောင်ဒီလားအဲ့လိုပေါ့နော်အဲ့လိုလုံးနေရခြင်းအကြောင်းရင်းကသူကနည်းနည်းလွတ်လွတ်လပ်လပ်နေချင်တာလည်းဖြစ်နိုင်တယ်ပေါ့နော် maybe ပေါ့နော်အဲ့လိုပုံစံမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်သွားတွေ့နေရတဲ့ခါကျတော့နော် energy ကအရန်နေတော့ကောင်းမနေဘူးပေါ့နော် Seven of Pentacles ဟုတ်တယ်ပြီးတော့သူကတစ်ဖက်သူက collectively တဲ့တစ်ဖက်သူကဘယ်လိုတွေးလဲဆိုတော့အဲ့လိုပေါ့နော်သူက relationship ကိုအကြီးလို့တွေးတာသိလားအဲ့လိုတော့အလုပ်ထဲမှာလည်းအလုပ်စူးစမ်းတယ်သူဘဝအလုပ်ကိုင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူကနည်းနည်း serious ဖြစ်တဲ့ပုံစံမျိုးသွားတွေ့ရပေါ့နော်အဲ့တော့ဒီ relationship ဆိုလဲပေါ့နော်အဲ့လိုသူကလုံးဝ serious တွေးတယ်ဆိုတော့အဲ့လိုလုံးဝကို grow ဖြစ်အောင်ပေါ့နော်လုံးဝသိလားအဲ့လိုစူးစမ်းရမယ့်အရာကြီးပေါ့သိလားအဲ့လိုတော့ပုံပေါ်ပါမတွေးဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးသူကသိလားတွေးတယ်ခါကြတော့အဲ့လိုကိုကသဘောကျနေတာမှာသူကအရှိမတိုးတာမျိုးတို့เนาะအဲ့လိုမျိုးပေါ့เนาะဆိုလိုတာဒီ heavy ဖြစ်တယ်ပေါ့ဆိုလိုတာသိလား relationship ဆိုလဲငါတို့နှစ်ယောက်တွဲလိုက်မယ်ဒီလားအေးဆေးဆေးပဲဖြတ်ကျော်ရအောင်အဲ့လိုမဟုတ်ဘူးတစ်ဖက်သူကသိလားအရန်နေ serious တွေးတယ်ကွာပြောချင်တာသိလားအဲ့လို relationship ဆိုလဲအဲ့လိုအရန်နေအတွေးလုံးနဲ့ serious ဖြစ်တဲ့ခါကျတော့သူ့ပေါ်မှာ burden တွေဖြစ်လာတယ်ကွာသိလားဝန်တုံးဝန်ပိုးတွေဖြစ်လာတယ်အဲ့ဒီကနေမှ the full energy နဲ့အဲ့လိုမျိုးပေါ့เนาะသူလွတ်လွတ်လပ်ပဲနေချင်တယ်ဒါတွေကအာယုံမဆိုင်ချင်ပါဘူးအဲ့လိုပုံစံမျိုးပြောင်းသွားတတ်တယ်Reading crush တွေလို့ situation shift တွေများမယ်ထင်တယ် Six of Pentacles ပေါ့နော်အချို့တွေဆိုအလုပ်ထဲမှာတွေ့တာမျိုးဖြစ်နိုင်တယ် collective လေးကအဲ့လိုအပေးယူမျှတာမျိုးလိုချင်တာမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်တစ်ဖက်သူကအဲ့လိုပေါ့နော်နည်းနည်းခေါင်းသုံးတယ်ပေါ့နော် energy ကသူကအချစ်အခုဆိုလဲကြည့်လိုက်တာလေအချစ်အထက်ပေါ့ငါပြောသလိုပဲသူကကိုနဲ့သူနဲ့မှာအဲ့လိုတွဲဖက်ပြီးလှုပ်ချင်တယ်ကွာသိလားအဲ့လိုဟိုမှာစာတူတူကြက်ချင်တာမျိုးလို့အတူတူတွဲဖက်ပြီးလှုပ်ချင်တယ်အဲ့တော့သူ့အတွက်လည်းအကျိုးရှိရပေါ့ collective ရဲ့တစ်ဖက်သူကဘယ်လိုတွေးလဲဆိုတော့အဲ့လိုပေါ့နော်နေနဲ့ငါနဲ့အဲ့လိုအလုပ်တူတူတွဲလုပ်ရင်ဒီလားပူပေါင်းဆောင်ရရင်နင်းအတွက်လည်းအကျိုးရှိတယ်ငါအတွက်လည်းအကျိုးရှိတယ်သူကအဲ့လိုတွေးတယ်ပေါ့နော်ဒါပေမဲ့အချစ်ရေးအနေနဲ့ကြတော့အဲ့ဒီ message မဟုတ်ဘူးဒီလားဆိုလိုတာကအဲ့လိုပြောချင်တာတော့အခုအချိန်ထိအချစ်ရေး message ရလို့တိတိကျကျပြမနေဘူးကွာဒီလားကျမလေးပြောချင်တာတစ်ဖက်သူကလေ the world တော့ထွက်လာပြီနောက်ဆုံးမှာနော်အဲ့တော့ဘာဖြစ်မလဲပေါ့နော်ခုနကပြောသလိုပဲအချိန်တစ်ခုရောက်တဲ့အခါမှာ collective တွေကလုံးဝ surrender ပေါ့နော် release လုပ်လိုက်တာမျိုးဖြစ်နိုင်တယ်ဒီလိုလုံးဝထုတ်ပစ်လိုက်တာမျိုးပေါ့နော်အဲ့လိုဖြစ်နိုင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့တစ်ဖက်သူကအခုချိန်ကြီးအဲ့လိုမျိုးသိလားပြောချင်တာလေခံစားချက်ကလည်းဟိုအမှန်တိုင်းပြောရရင်တော့အရန်နေပြမနေဘူးကွာသိလားကတ်တွေလည်းကြီးလိုက်ရင်ကွာသိလားပြီးတော့ခုနပြောသလိုတော့ပူပေါင်းဆောင်ရွက်တာကလည်းအဲ့လိုပေါ့နော်နေနဲ့အကျိုးရှိငါလည်းအကျိုးရှိလေငါတို့ပူပေါင်းဆောင်ရွက်ရအောင်ပေါ့နော်ပြီးတော့ခုနပြောသလိုသူက relationship တစ်ခုကိုသွားတဲ့ခါမှာလည်းအပေးယူမျှတဲ့ပုံစံမျိုးသွားခြင်းနဲ့အရန်ကို serious တွေတဲ့တစ်ဖက်သူကလေအဲ့ဒီအရာသူတို့အရန်ကို burden ဖြစ်နေရမျိုးသွားတွေ့ရပေါ့နော်အိုးနောက်ဆုံးမှာ Six of Cups ထွက်လာပြီပေါ့နော်ခုနပြောသလိုပဲနော်collective ရဲ့တစ်ဖက်သူကအချို့လေးတွေပေါ့နော်အချို့လေးတွေအတွက်ကတော့ဒီတစ်ဖက်သူကတော့အတိတ်မှာတော့for the ones confirmation ပေါ့နော်အဲ့တော့အတိတ်မှာတော့ကကြံခဲ့ရတဲ့သူတယောက်ကိုမမေ့နိုင်သေးတာမျိုးပြန်မျောလင့်နေတာမျိုးရှိတယ်ပေါ့နော်အဲ့ခါကျတော့လည်းကိုကဘလောက်ပဲသူ့သဘောကျနေနေကိုမမြင်ဘူးပေါ့နော်အဲ့လိုပဲပြောရမယ်သိလားကိုမမြင်ဘူးပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလဲခုနပြောလို့သူကအရန် serious ဖြစ်တဲ့ relationship ကိုတိဆောက်ချင်တဲ့ခါကျတော့သူ့အတွက်အချိန်လိုတယ်ပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် okay အဲ့တော့Wheel of Fortune တော့ထွက်လာပြီဆီယမလေးနော် Wheel of Fortune တော့ထွက်လာပြီဆိုတော့က okay နောက်ဆုံးမှဒီမှာ The Lovers တော့ထွက်လာတယ်ပေါ့နော်အဲ့တော့ခုနပြောလို့အချို့လေးတွေကတော့ဆီယမလေးဟိုကြာမီလာမီပေါ့နော်လာမီကြာမီလားကြာမီလာမီလားမသိတော့ဘူးเนาะဘယ်လိုလဲဆိုတော့အဲ့လိုပေါ့နော်သူနဲ့ကိုယ်နဲ့ connection ဖြစ်ဖို့ဥမာတွဲဖို့ပဲထားပါတော့ The Lovers ကအရာကွာတွဲဖို့ပဲထားပါတော့ကြာမယ်ဒီလားတစ်ဖက်ဆိုခုနပြောလို့အလုပ်တွေရန်လုပ်တယ်ဟိုအတိတ်ကတော့လည်းမမေ့နိုင်သေးဘူးဒါပေမဲ့အချို့လေးတွေကတော့ကံကောင်းစွာနဲ့ပေါ့နော်အချို့လေးတွေတွဲလို့ပဲပြောလိုက်မယ်လူတိုင်းတွဲလို့ကျွန်မလေး energy မရဘူးပေါ့နော် Wheel of Fortune နဲ့ The Lovers နဲ့ဆိုတော့အချို့လေးတွေကတော့ကံကောင်းစွာနဲ့တစ်ဖက်သူနဲ့တွဲပြလိုက်မယ်ဟိုကိုယ့်ပေါ်မှာပြန်ပြီးခန်းစားချက်တွေရှိလာနိုင်မယ်ကျွန်မလေးပြောချင်တာเนาะအဲ့လိုမျိုးပြောချင်တာလူတိုင်းတွဲတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီအရာရောက်ဖို့အတွက်ကအရန်ကြာလိမ့်မယ်နည်းနည်းလေးတော့ကြာတယ်အချိန်လေးပေးရမယ်အဲ့တော့ quality လေးနည်းနည်းတော့ပြင်ပန်းနိုင်မယ်ပေါ့နော်တိတ်တာပြောချင်တာအဲ့တော့နောက်တစ်ခု energy ရရတယ်ဆရာမလေး energy ရတော့ပြောပြနိုင်မယ်တိတ်လားဘယ်လိုလဲဆို manifestation ပေါ့နော် manifest လုပ်တယ်ဆိုတာကတော့
ဒီလူအကြောင်းပဲအချိန်ပြထိုင်တွေးနေရမှာမဟုတ်ဘူးကွာသိလားအခုဘာကြောင့်လဲဆိုတော့အခုဒီ energy ဒီ connection ကိုဆင်မလေးကြည့်လိုက်တဲ့အခါမှာအမှန်တိုင်းပြောရင်တော့ဘာသွားရလဲဆို collectively က manifest နေအောင်သွားတွေ့ရပါသိလားဒီလူကိုပေါ့နော်အဲ့လိုဒီလူကိုပေါ့နော်ဒီအခု collectively တွေ့လိုက်တဲ့သူကို manifest နေအောင်မျိုးသွားတွေ့ရကွာသိလား manifest လို့ရတယ်သိလားသဘောကျတယ် manifest လို့ရတယ်ဒါပေမဲ့အဲ့ဒီအရာကဒီလူအကြောင်းပဲအချိန်ပြည့်ထိုင်တွေးနေတာမျိုးသိလားအဲ့မှာဒီလူနဲ့ပတ်သက်ပြီး obsess ဖြစ်တယ်ပေါ့ obsess ဆိုတာစိတ်ဆွဲလန်းတာကိုပြောတာအဲ့လိုမျိုး energy ကို manifest လုပ်တာလို့မခေါ်ဘူးကွာသိလားကိုလုံးစရာရှိတာပုံမှန်လို့ကိုဘွားကိုပဲကိုအကောင်းဆုံးမြင်အောင်နေသိလားဒါမဲ့ဒီလိုသဘောကျတယ်ဆိုတာသဘောကျလို့ရတယ်ပြောချင်တာအဲ့လိုမျိုးပေါ့နော်သဘောကျခွင့်ရှိတယ်ပေါ့နော်သူကလည်း single ကိုကလည်း single ဆိုသဘောကျခွင့်ရှိတယ်ပေါ့နော်ပြဿနာမရှိဘူးပေါ့နော်ဒါမဲ့ခုနပြောသလို extremely မသွားနဲ့ဘာကြောင့်လဲဆရာမလေးဒီ energy ကိုကြည့်လိုက်တဲ့အခါမှာအချို့ collective လေးတွေကအရန်ဒီလူနဲ့အဲ့လိုတွဲကျင်နေတာမျိုးပေါ့နော်အဲ့လိုအစင်တက်ချင်တာမျိုးတွေသွားတွေ့ရကွာသိလားနော်အဲ့တော့အရန်နေ extreme မလုံးနဲ့ပေါ့နော်ဆိုတော့အဲ့လို manifestation လုပ်လို့ရတယ်ဒါမဲ့ဒီလိုအကြောင်းပဲအချိန်ပြည့်ထိုင်တွေးတာသိလားအဲ့လို extreme မဖြစ်နေပေါ့နော်ဆရာမလေးသတိပေးချင်တာပေါ့နော်ဘာကြောင့် energy ဝင်လာတဲ့ခါကျတော့ကြုံလုံးတဲ့ခါတည်းရှင်းပြလိုက်တာပေါ့နော်အဲ့လို extreme မသွားနဲ့ပေါ့နော် manifestation ဆိုတာကအဲ့လိုမျိုးဟိုအဲ့လိုမဟုတ်ဘူးကွာအဲ့ဒါမှငါဖြစ်ချင်တာတွေပဲချရေးတာအချို့ကျတော့လည်းအဲ့လိုလုပ်ကြရတယ်ပေါ့နော်ရှင်မလေးအမြင်ကြတော့ချရေးတာတဲ့အလုပ်ထားလုပ်လိုက်ပိုကောင်းတယ်လို့ထင်တာပဲဒီလားနော် manifestation ဆိုတာကိုယ့်ရဲ့ဆန္ဒပေါ့နော်ဒါမဲ့ဟိုဆန္ဒကိုပဲထိုင်တွေးနေတော့မဖြစ်လာဘူးပေါ့နော်အလုပ်တစ်ခုထားလုပ်လိုက်ရင်တော့ဒါဆန္ဒပြေဝဝနေမယ်ပေါ့နော်ဘာမှမလုပ်ပဲနဲ့တော့ universe ကငါ့ကိုကူညီပါလိမ့်မယ်ဒီလားအဲ့လိုမျိုးကြီးတော့မဖြစ်လာဘူးကွာဒီလားအမှန်တိုင်းပြောတာဒီလားဘာမှမလုပ်ပဲနေရင်တော့ဘာမှမဖြစ်လာဘူးနော်အဲ့တော့ manifest ဆိုတဲ့သဘောကခုနပြောသလိုပဲဒီလိုသဘောကျတဲ့သဘောကျခွင့်ရှိတယ်သိလားနော်သဘောကျခွင့်ရှိတယ်ဥမာကိုဘက်က sign လေးတွေပြချင်တာပြခွင့်ရှိတယ်စူးစမ်းချင်တာစူးစမ်းပိုင်ခွင့်ရှိတယ်နော်အဲ့လိုမျိုးပြောတာဒါပေမဲ့ဟိုလိုချင်တာမှန်သမျှတော့ရချင်မှရလိမ့်မယ်ဒီလား manifest ဆိုတော့ဟို manifest ပိုင်ခွင့်ရှိတယ်ကိုလိုချင်တဲ့အရာကိုထုတ်ပေါ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အရန်နေ obsess မဖြစ်နဲ့ပေါ့နော် extreme energy တော့မသွားနဲ့ပေါ့နော်အဲ့လိုစင်မလေးပြောတာဒီလိုအကြောင်းပဲအချိန်ပေးထိုင်တွေးရမျိုးတော့ဒီလားအဲ့လို obsess တော့မဖြစ်စေနဲ့ဘာကြောင့်လဲဆိုဒီ energy ကိုကြည့်လိုက်တဲ့ခါမှာအဲ့လိုနည်းနည်းလေးသွားတွေ့နေရလို့ပေါ့နော်ကြုံနေပြီးတော့နောက်ပြောရမယ်လို့စင်မလေးခံစားရလို့ပေါ့နော် energy ဝင်လာတဲ့ခါကျတော့တခါလေးရှင်းပြလိုက်ပါပေါ့နော်အဲ့တော့ obsess တော့မဖြစ်စေနဲ့ပေါ့နော်အဲ့လိုကိုလို့စရာရှိတာလို့အလုပ်ပြတ်မခံနဲ့ဟိုမှာစိတ်ပင်ပန်းမခံနဲ့အဲ့လိုမျိုးပြောတာပေါ့နော် okayအဲ့တော့အချို့လေးတို့ကတော့တွဲဖြစ်သွားနိုင်မယ်เนาะโอเคအဲ့တော့ဒီကသုံးရမလားပေါ့နော်အရင်နေသုံးချင်တဲ့ energy မရှိဘူးလားပေါ့နော်အဲ့တော့နောက်ဗာများပြောဖို့လုံးမလဲပေါ့နော်ဒီကနဲ့တော့တစ်ချက်ကြည့်ပြရမလားဟိုတန်လိုက်မိတယ်ဆိုတော့လေကြည့်ပြလိုက်ပါမယ်เนาะတက်ကက်လောက်ပါပဲဗာများလဲပေါ့နော်အေးအောင်ဆုံးမှာတော့ထွက်လာတယ်ပေါ့နော်โอเคအဲ့တော့collective လေးတွေ angel message ပဲထားပါတော့ angel message ပေါ့နော်။အားကြောင့်ဆိုတစ်ဖက်သူကတော့စကားတွေအများကြီးမပြောနေဘူးကွာသိလားနော်အဲ့လိုမျိုးကိုယ်စောင့်ကြည့်နေတယ်နော်အဲ့ဒါတော့ခဏခဏပြရတယ်အဲ့လိုမျိုးဆိုတော့ဟို retreat ပေါ့နော်တွေ့လားဆင်မလေးပြောပါတယ်ဒီမှာကြည့်လိုက်အောင်အဲ့ဒါကြည့်ရပါလေဆို retreat ပေါ့နော် retreat ကိုကြည့်လိုက်တာအဲ့ကြောင့်ခုနကလည်းဆင်မလေးပြောနော်အချို့တွေနည်းနည်းလေး obsess ဖြစ်နေတဲ့ energy သွားရတယ်လူတိုင်းတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီကတ်မှာလည်းတော့ဘာထွက်လာလဲဆို retreat ဆိုတဲ့ဟာထွက်လာတဲ့ခါကျတော့အဲ့လိုမျိုးပေါ့နော်ဟိုကိုချစ်ပေးပါအောင်ပေါ့နော် collectively အဲ့လိုမျိုးပြောတယ်ပေါ့နော်ကိုချစ်ပေးပါအောင်ကိုလို့ဆရာရှိတာတွေလည်းလုပ်ပါအောင်ဟိုဒီအခြေရေးအကြောင်းပဲဒီလူအကြောင်းပဲအချိန်ပြည့်ထိုင်တွေးမနေနဲ့ပေါ့နော်အဲ့လိုမျိုးတွေမလုံးနဲ့ပေါ့နော်အဲ့ဒီ energy ဘာကြောင့်လဲဆိုဒီပိုင်းရောက်ကတ်ကိုဆင်မလေးကန်လိုက်တဲ့ခါမှာဟို angel message အနေနဲ့ energy ယူကြည့်လိုက်တာဆိုတော့အဲ့လိုမျိုးလေးထွက်လာတယ်ပေါ့နော်တက်ကက်ပဲယူလိုက်မယ်နော် okay ပါအဲ့ဒါဆိုရင်ဒီနေ့တော့ကတော့ဟိုတော်တော်ထူးဆန်းတဲ့ region လို့ပြောရမယ်သိလားနော်မထင်မှတ်ထားတဲ့ message တွေထွက်လာတာပေါ့နော်ပုံမှန်ဆိုရင်အရန်နေတတရားနေရပါတယ်အဲ့လိုမျိုးတွေပေါ့နော်အခုကအဲ့လိုမထင်မှတ်ထားတဲ့ message တွေထွက်လာတယ်ပေါ့နော် okay အဲ့တော့ဒီနေ့တော့ကတော့ဆင်မလေးကိုယ့်ရဲ့တစ်ဖက်သူကအဲ့လိုပေါ့နော်ဘာတွေတွေးနေလဲဘာတွေပြောချင်နေလဲဆိုတဲ့ခေါင်းစဉ်တွေနဲ့ဆင်မလေး collective ယူပြီးတော့ကြည့်ပေးထားတာပေါ့နော်အဲ့တော့ထုံးစံနိုင်မယ် reading လေးလည်းရှိသွားပြီဆိုတော့ဒီလောက်နေပဲဆုံးသလိုက်တော့မယ်ပေါ့နော်အဲ့တော့ energy guide တွေဆို comment လေးတွေဝင်ပေးတော့ကြပါအောင်လို့နောက်ထပ် reading တွေမှာပြန်တွေ့ကြဖို့အတွက်အားလုံးပဲ like and follow subscribe တွေလုပ်ပေးတော့ကြပါအောင်နော်အဲ့ဒါဆိုရင် reading လေးကိုဒီလောက်နေပဲဆုံးသလိုက်ပါတော့မယ်အားလုံးပဲတတာပါ bye bye